ကဲဒီနေ့ကတော့ရီစားလေးနဲ့ဘန်ကောက်ကိုလဲသွားမှာဖြစ်ပါတယ်ဆိုတော့မောင်ကြီးဒီမှာမောင်ဘာမှလဲစတာပါရှင်ကဲဈေးတဲ့အေးကျွယ်ဆိုတော့ထုံးစံတိုင်းပဲဈေးရောက်ထားတဲ့ပစ္စည်းလေးတွေကိုပါကင်ထုတ်မယ်မနေ့စောမှာပေါ့နော်ပါကင်ထုတ်ပြီးတော့ delivery app ပေးမယ်ပစ္စည်းများလို့ရှင်လဲစောင့်ပေးကြပါအောင်ရှင်မင်းကတော့ delivery ကိုဒီနေ့အပ်တယ်ဆိုရင်ရန်ကုန်ဆိုရင်နောက်နေ့ဒါမှမဟုတ်ရင်နောက်နေ့2ရက်လောက်နေရင်ရောက်ပါတယ်ပေါ့နော်အလွန်ဆုံးပေါ့နယ်မျိုးတွေဆိုလို့ရှိရင်3ရက်4ရက်အတွင်းရောက်ပါတယ်ရှင်ငွေကြိုလွှဲပြီးတော့ဝယ်သွားကြမှာကျေးဇူးတင်ပါတယ်ကဲဘန်ကောက်သွားဖို့ပစ္စည်းလေးထည့်မယ် passport လည်းထည့်မယ်ရှင် ready to ဆိုလို့ရှိရင် let's go ဘန်ကောက်တော့မရောက်သေးပါဘူးရှင် hotpot city မှာ hotpot စားပါအောင်မယ်ရှင်ကဲအမိုက်စားကြပါအောင်ရှင်ကဲမသွားခင်လေး hotpot city မှာလိုက်ကြွေးမယ်ရှင်မောင်ကြီးsorry ပါရှင်မှားပါလို့ရှင်တို့ကျမသိတယ်ရှင်တို့ဘေးကတရားကိုကြည့်ချင်နေကြမလားကဲကနန်းကိုလည်းကြည့်ပြီးရင်ပြအောင်မယ်နော်ကဲဘေးမှာအဲ့မှာမောင်လေးတွေအိမ်ကနေရမောင်လေးတွေပေါ့နော်ရန်ကုန်လာတော့လေသူတို့ကိုဘန်ကောက်မသွားခင်မှာဒီမှာ hot pot လေးလိုက်ကြည့်ရပဲဖြစ်ပါရရှင်ပြီးရင်တော့ဝစ်စားလိုက်ပြီးတော့ let's go ကဲလေစိတ်ကိုသွားမယ်ရှင်တို့တိတ်မဆက်စုနဲ့နော်ပြမယ်ကဲဒီမှာကြည့်မိုက်စားကဲလေစိတ်ကိုရောက်ပြီရှင်မရောက်သေးတော့ခုကဟိုပဲရှိသေးအမ်တာဝါပဲရှိသေးကဲပြည်လမ်းမကြီးပေါ်မှာရှင်ရောက်သွားပြီရှင်ကဲရန်ကုန် international airport ရောက်သွားပြီရှင်ကဲဘာဝယ်ခဲ့ရမလဲနို့ဝယ်ဖို့ချမ်းဖို့တော့ဘေးကနေမှားနေပါတယ်ရှင်ကျမအကြီးကျယ်တွေအံ့တော့မယ်မမောက်ဟုတ်ပြီမင်းကတယောက်တည်းပဲသွားမှာဆိုတော့ဒီ product ကိုတဆင့်တက်မယ်လမ်းလျှောက်သွားပြီးလို့ရှိရင် immigration ကိုဖြတ်ရတယ်မြန်မာနိုင်ငံ immigration ကတော့ first time လားဘာလားဆိုပြီးတော့မေးတယ်ပေါ့နော်ဒီလောက်ပါပဲ Thai immigration ကဒါနည်းနည်းလေး showman ဒီ hotel booking လင်းအသွားပြန်လက်မဲ့ဘာညာစမကလာမေးတာဖြစ်ပါတယ်ဒီနေရာဂိမ်းကနေမင်းတို့ကစီးရမှာဆိုတော့ဒီနေရာနေပြီးတော့လေမော်ကိုစတင်တက်မှာပဲဖြစ်ပါတယ်ရှင့်ကဲရောက်ပြီလေမော်ရောက်ပြီဆိုလို့ရှိရင်ကဲဟိုဘက်မှာနည်းနည်းပပပြမယ်အမေနဲ့မင်းကတော့ဒိုးတာဖြစ်ပါတယ်တယောက်တည်းပဲဒိုးတာဖြစ်ပါတယ်เนาะဤစားမရှိပါဘူးခုနစတာပါရှင်ကဲပြီးလေမော်ရောက်ပြီဆိုလို့ရှိရင်တော့စတင်ထွက်ခွာပါမယ်ရှင်စတင်ထွက်ခွာလို့ရှိရင်အပေါ်စီးကနေပြီးတော့မြင်ရတဲ့ဟာလေးကိုပြမယ်အိုးမိုက်စားတော့ကဲခဏပဲစီးရပါဆိုတော့တနာရီတော့ပဲစီးရအောင်เนาะတိတ်မကြောက်ဟိုရောက်သွားပါတော့เนาะကဲဒါလေးကတော့နည်းနည်းညနေလေးရောက်တော့မယ်ပေါ့เนาะကဲပြီးလို့ရှိရင်တော့လေရင်ဆက်ရောက်ပါတော့မယ်ဆိုကြင်ပါတယ်ကျမလည်းတော်တော်ဂျုံနေကြနေတယ်အပေါ်မှာရှိတဲ့မုံတွေတော့စားပြီးတော့ကဲလေမောကနေစင်းမိရှင်တယောက်တည်းပဲဒီနေရာကနေလမ်းလျှောက်ပြီးတော့သွားလို့ရှိရင် Thai immigration ကိုသွားတာဖြစ်ပါတယ်ဒီ Thai immigration မှာဆိုလို့ရှိရင်သူတို့တွေက TTAC တို့ဒီ hotel booking showman တို့ပြရတာပေါ့နော်ဒါပေမဲ့မင်းကတော့အဲ့ဒီ Thai immigration မှာဒီ passport ပဲပြလိုက်ရတယ်ကျန်တဲ့ဟာတွေသူတို့ဘာမှလည်းမမေးဘူးပေါ့နော်ဒီ lucky 8ကိုမရောက်ခင်မှာသူကအဲ့ immigration ကိုဖျက်ရတာဖြစ်ပါတယ်အဲ့ဒီနေရာမှာဆို passport ပဲသူတို့တွေလောက်လိုက်တယ်ပြီးရင်လက်ပွေလေးတွေတစ်ဖက်တစ်ချက်နှိပ်တယ်ညနာစကန်ဖက်တယ်ဒီလောက်ပဲပေါ့နော်ကိုကအဲ့လိုတယောက်တည်းပဲသွားမယ်ထိုင်းကိုသွားမယ်ဆိုလို့ရှိရင်ကိုကိုတေချာလေးပြင်ဆင်လာခဲ့ဒါဆိုတော့တေချာတက်ရက်ကလေးဝင်မယ်အမိုက်စားလေးပေါ့ကွယ်ကိုခက်တီတီနဲ့ပဲသွားမယ်မဟုတ်လို့ရှိရင်သူတို့တွေကလေအဲ့လိုဦးချောင်းကြားလုပ်နေဆိုလို့ရှိရင်တခါတည်းဟို passport ပြီးရင်ဟိုဟာမေးဒီဟာမေးအမြဲတမ်းမေးတယ်မင်းကတော့ ACC ပဲရောက်လာတယ်ပေါ့နော်အခုကဆိုလို့ရှိရင်ဒီ grad ငှားတဲ့ဒီနေရာလေးမှာပေါ့နော်ဒီ sign ပုံနေရာလေးမှာမင်း grad ကိုစောင့်တယ် grad ကရောက်တာနဲ့အဲ့ဒီနာဝန်ထမ်းတွေကမင်းအထုပ်ကိုတည့်ပြီးတော့ကားနာဖုန်းတွေကိုသူတို့ထည့်ပေးတယ်ပေါ့နော်အကုန်ကူညီကြတယ်ထိုင်းမှာလည်းမိုးကကြီးကျယ်ရွာနေတယ်ပေါ့နော်ဟိုတယ်ကတော့မင်းတငယ်ချင်းငှားပေးထားတာ The Home Hotel ပေါ့နော်တငယ်ချင်းကငှားပေးထားတာဖြစ်ပါတယ်ရှင်ကဲအခန်းလေးကိုရောက်ပြီးအခန်းထဲကိုပြမယ်ဒီမှာမင်းကတယောက်တည်းနေမှာဆိုတော့ easy ပါပဲ ready ပဲအဆင်ပြေတယ်အားလုံးကတော့ perfect ပဲဘာလို့ဆိုအခန်းကမစိုးပါဘူးเนาะမစိုးတယောက်တည်းနေမှာဆိုတော့လေဈေးလည်းတက်တာတယ်အဲ့လိုမျိုးပေါ့ကဲဟိုဘက်မှာလည်းဝရဏာရှိတယ်အဲ့မှာကြည့်ထွက်ပြမယ်ကဲညပြူကတော့ဒီမှာမင်းရနေတာရှစ်လွာပေါ့နော်ပြီးလို့ရှင်တော့မင်း7-11မှာမုံသွားစားမယ်ဒီမှာလည်းမြန်မာဆိုင်လေးပဲလို့ပြောတယ်သူတို့အောက်မှာကောင်လေးတွေများရှိမလားဆိုအောက်ကိုရှိုးတယ်ဘေးပညာရှိုးတယ်မရှိဘူးရှင်မရှိတော့ကျမအရင်စိတ်ညစ်သွားပါတယ်ပေါ့နော်ကဲအခန်းရောက်ပြီနားတော့မယ်ရှင်နားပါတော့မယ်ရှင်လောကလုံးကျေးဇူးတင်ပါတယ်ဘန်ကောက်ကိုတယောက်တည်းလာတဲ့လာကျင်တဲ့သူတွေလာလို့ရတယ်အေးစေးဘာမှမဖြစ်ဘူးကျမလည်းဒီလိုပဲလာတာဒါပဲ